မင်္ဂလာပါရှင်ဒီနေ့တို့ channel လေးကတော့အပတ်စဉ်အမျိုးသမီးတွေအတွက်ချမ်းသာပျော်ရွှင်လှပကျန်းမာဆိုတဲ့အစီအစဉ်လေးတွေကိုအမြဲတင်ဆက်ပေးနေတာပါရှင်ဒီနေ့မှာတော့နေပြောချင်တဲ့ခေါင်းစဉ်အကြောင်းအရာလေးကတော့မိမိကိုယ်ကိုချစ်ချင်း self love ပေါ့နော်အဲ့ဒီခေါင်းစဉ်လေးနဲ့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေကအထူးသဖြင့်မိခင်စိတ်များတယ်မေတ္တာတရားကြီးမားတယ်တခုခုဆိုလို့ရှိရင်ပေါ့နော်စိတ်ထဲမှာအဲ့လိုဖြည့်ဆည်းပေးခြင်းစိတ်ရှိတဲ့ဒါယောက်ျားလေးနဲ့မိန်းကလေးခွဲပြီးပြောတာမဟုတ်ဘူးဟိုအဓိကပေါ့နော်ဟိုဒီလိုမျိုးစိတ်ရှင်လာလို့ရှိရင်မိန်းကလေးကမိခင်စိတ်များတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဖြည့်ဆည်းပေးတာများတယ်ဆိုတော့ပြောချင်တာဒါကြောင့်မလို့အမျိုးသမီးတွေအနေနဲ့ပေါ့နော်ဘယ်ရအောင်မှမဆုံးရှုံးခြင်းဘူးချစ်သူလားလှပမှုလားကျမ်းမာရေးလားဟိုကိုယ့်ရဲ့မိသားစုလားအရေးပါမှုလားဘယ်ရအောင်လိုချင်တာလဲအဲ့ဒီຢာတွေအကုန်လုံးရနိုင်မှုအဓိက main လို့ရမှာကကိုကိုချစ်ဖို့ပဲအဲ့ဒီကိုမချစ်ဘူးဆိုရင်အဲ့ဒီຢာတွေအကုန်လုံးဆုံးရှုံးပြီလို့တာတွေးလိုက်